ညီမနာမည်ကတော့မျက်နှိုးချယ်ရီပါညီမမှာအရန်ပြင်းထူတဲ့ချစ်သူတယောက်ကိုပိုက်ဆိုင်ထားတယ်။ तू ကလေမတွက်မလက်နဲ့လေအရန်ကိုပြင်းထူတာအခုတော့တော်တော်နောက်ကျနေပြီဆိုတော့ तू ကတော့အခုချိန်ကြီးနိုးမှာမဟုတ်သေးဘူး။အဲ့တော့ညီမမျိုးဖုန်းဆက်ပြ။အားဆောင်နော်မထသေးဘူးပေါ့ဟုတ်တယ်စောကြီးရှိသေးတာအခုမှโอเคလေဒါနဲ့လက်ဆောင်ပို့ပေးထားတာရောရောက်ပြီလားHello brother အေးရဟိုနေ့ကမင်းငါးကြီးကိုတော့မင်းမထားခဲ့တယ်ဟုတ်ဗီဒီယိုပေါ်မှာနားလိုက်ပြီကိုကြီးအေးဟုတ်ပြီငါလာချလိုက်အောင်ကျမရဲ့ချစ်သူကိုကျမရဲ့နားမှာအမြဲလန်းလန်းဆန်းဆန်းတက်တက်ကြွကြွနဲ့ရှိနေခြင်းတဲ့အတွက်ကြောင့်မို့ကျမရဲ့လိုအပ်ချက်လေးသူ့ပို့ပေးထားတယ်